အားလုံးမင်္ဂလာပါတကား YouTube channel ကနေပြန်လဲကြိုဆိုပါရစေဒီဗီဒီယိုကတော့ကျွန်တော်တို့ YouTube မှာဗီဒီယိုတွေမတင်တာကြာပြီဖြစ်တဲ့အတွက်ညီကိုတို့ကိုနိပညာမိတ်ဆက်သဘောတစ်ခုကိုတင်ပေးခြင်းလို့ပါဒါပါလဲဆိုရင်ဒီကားက BMW 83 engine ကတော့ကျွန်တော်တို့ B47 engine ကိုသုံးထားတယ်ပေါ့နော်ဒီ B47 engine ဆိုတာကကျွန်တော်တို့ 2.0တာဘိုနဲ့ကွန်မိုးရေးဒီဇယ်အင်ဂျင်ပေါ့ဒီကားမှာသုံးထားတဲ့နည်းပညာတစ်ခုကိုညီကိုတို့ကိုလောလောဆယ်မှာပြောပြခြင်းတော့ဒါကဘာလဲဆိုလို့ချင်းဆွေးပါးရဲ့အကြောင်းဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်ကျွန်တော်ပြောတဲ့ဆွေးပါးဆိုတာကဘာလဲဆိုလို့ချင်းဒီကောင်လေးတွေကိုပြောတာဒီဘားလေးတွေသုံးထားတယ်တွေ့ရလားမသိဘူးကျွန်တော်တို့လေးလုံးထိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ဘားလေးချက်ပါတယ်ဒီမှာကကျွန်တော်တို့အကျူရတာပါမယ်မော်တာပေါ့နော်ဒီကောင်ပါမယ်ဆိုတော့ဒီဘားလေးတွေသုံးလာရတဲ့ရည်ရွယ်ချက်ကိုဒီနေရာမှာပြောချင်တာအဲ့တော့ထုံးစံအတိုင်းပဲကျွန်တော်တို့နီးပညာနာမည်ကစပြီးပြောမယ်ဆိုရင်ဒီဘားလေးတွေကိုတော့ sway control bar ဆိုတဲ့ပြီးတော့ခေါ်တယ်တခါတလေဆိုလို့ရှိရင် sway bar ဆိုတဲ့ပြီးတော့ကျွန်တော်တို့အလွယ်ခေါ်ကြတယ်နောက်ထပ်တစ်မျိုးဆိုလို့ရှိရင် sway floor bar ဆိုပြီးတော့ခေါ်တယ်နာမည်တွေကိုပါကျွန်တော်အဲ့လောက်ပြောပြရလဲဆိုလို့ရှိရင်အကြောင်းမျိုးမျိုးကျွန်တော်တို့ကကျွန်တော်ပြောပြတဲ့ခြေအနေနဲ့မလုံလောက်သေးဘူးအားမရသေးဘူးဆိုလို့ရှိရင်ကိုယ့်ဘာသာကိုရှာကျင်တဲ့အခါမှာနာမည်လေးတွေကစပြီးသိတယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေအောင်ပေါ့နော်ကျွန်တော်ဒါလေးကိုပြောပြတာဆိုတော့ဒီဘားတွေရဲ့အလုတ်ပုံကိုပြောရအောင်ဆိုရင်ဒီဘားတွေရဲ့သဘောကဘာလဲဆိုလို့ရှိရင်ဒီဘက်က RPM နည်းနေတဲ့အချိန်ကျွန်တော်တို့အင်ဂျင် RPM နည်းနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီဘားဒီပိတ်နေတယ်အလုံးမလုပ်ဘူးပိတ်နေတယ်ဖြစ်တဲ့အတွက်လေဒီဘက်ကတည်းကဝင်မယ်တကယ်လို့ RPM များလာပြီဆိုလို့ရှိရင်ဒီဘားကပွင့်လာမယ်ပွင့်လာပြီးတော့ကျွန်တော်တို့လေများဝင်မယ်ဆိုတော့ RPM နည်းနေတဲ့အချိန်မှာဘာကြောင့်မလို့ဒီဘားတွေကRPM နည်းနေတော့မှပိတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတဲ့အင်ဂျင်ဖြစ်တဲ့အတွက်ဒီမှာဟိုတနည်းကပဲကျွန်တော်တစ်ခါပြောခဲ့သလိုပဲလေတကားဒီအများနဲ့အပွင့်အနေပဲလာတယ်စပြီးတော့ကျွန်တော်တို့အင်ဂျင်ဆက်ကျွန်တော်တို့ဆက်နှိုးတော့ပြီဆိုတဲ့အချိန်ကျမှပဲတစ်ချက်ပိတ်ပြီးတော့သူပြန်ပွင့်တယ်ဒီပုံစံမျိုးကနေစပြီးတော့အလုတ်လောက်တာဖြစ်တဲ့အတွက်ဒီဘားတွေကအကယ်၍လုံးဝကြီးအသေးရင်လုံးဝထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့အသေးထားခဲ့မယ်ဆိုရင်ဘာဖြစ်တတ်လဲဆိုတဲ့ကကျတော့စီနဲ့လေမမျှတဲ့ပြဿနာဖြစ်တတ်တယ်အဓိကကတော့လေများသွားတဲ့ပြဿနာဖြစ်တတ်တယ်အဲ့ဒီအခြေအနေကိုကျွန်တော်တို့ကထိန်းချုပ်ခြင်းတဲ့အခါဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီဘားတွေကိုထည့်လိုက်တယ်ဒီဘားတွေထည့်လိုက်တော့အကယ်၍ RPM နည်းနေတဲ့အခါမှာတို့ချင်းရင်ဒီကောင်ပိတ်နေတာဖြစ်တဲ့အတွက်ဒီဘက်ကနေပဲလေကနည်းနည်းဝင်တဲ့လေပမာဏနဲ့အလျောက်စီဖြန်းတာဖြစ်တဲ့အတွက်အဆင်ပြေတယ်အကယ်၍ RPM များလာပြီဆိုလို့ရှိရင်လည်းဒီပေါက်လေးနဲ့လည်းမလုံလောက်တော့ဘူးမလုံလောက်တော့တဲ့အခါမှာဆိုရင်ဒီဘားကိုဖွင့်ပေးတယ်ဖွင့်ပေးတာကဘယ်ပုံစံဖွင့်ပေးလဲဆိုလို့ရှိရင်ဒီဘက်မှာရှိနေတဲ့ကျွန်တော်တို့အကျူနေတာကနေပြီးတော့မှဖွင့်ပေးတယ်ဖွင့်တာကကျွန်တော်တို့ PW1 signal နဲ့ဖွင့်တယ်ဒီကောင်မှာဆိုလို့ရှိရင်ဒီ PW1 signal နဲ့ဖွင့်တယ်ဆိုတော့ကကျွန်တော်ဒီကောင်မှာဆိုလို့ရှိရင်ကျွန်တော်ပြမယ်ဝါယာဘောပြမယ်ဒီမှာဆိုလို့ရှိရင်တေချာမြင်ရလားမသိဘူးဗျာမမြင်ရရင်တော့ sorry ငါးငုတ်ပါတယ်ဆိုတဲ့အခါကျတော့သူ့ရဲ့ဝါရင်းတဘောအရာဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့မော်တာရဲ့ power supply တပင်ပါမယ်ကျွန်တော်တို့ snap bolt တပင်ပါမယ်ဒီကောင်မှာကြတော့ကျွန်တော်တို့ကKN ဆိုတဲ့နာမည်နဲ့သုံးတယ်เนาะကျွန်တော်တို့လာတာတော့ snap bolt ပဲတော့ဖွင့်မှလာမယ်တပင်ရှိမယ်ပြီးလို့ရှိရင်နောက်ထပ်ကကျွန်တော်တို့ ground တပင်ရှိမယ်အဲ့ဒါကမော်တာအတွက်2ပင်ရဲ့နောက်ပြီးရင်နောက်ထပ်ဘာရှိသေးလဲဆိုတော့ကျွန်တော်တို့သူ့ကို control လုပ်ပြီးထိမယ် PW1 signal တခုရှိတယ် PW1 signal တပင်ရှိတယ်ပြီးရင်နောက်ထပ်ဒီမော်တာကဘယ်လောက်လဲတဲ့ဒီမော်တာလဲတဲ့ပမာဏအလျောက်ဒီ flat bar တွေဒီsweep bar sweep floor bar တွေကပမာဏဘယ်လောက်ထိပိတ်တယ်လဲဖွင့်တယ်လဲဆိုတာကိုပြန်ပြီးတော့တိုင်းတာရတဲ့ကျွန်တော်တို့စင်ဆာရှိတယ်အဲ့ဒီစင်ဆာအကျိုးတကြိုးရှိတယ်ဆိုတော့ကျွန်တော်၄ကြိုးရှိသွားပြီ power တပင်ရှိမယ် ground တပင်ရှိမယ်ပြီးလို့ရှိရင် PW1 signal တပင်ရှိမယ်စင်ဆာရဲ့ signal တပင်ရှိမယ်နောက်ဆုံးတကြိုးကြတော့ဘာလဲဆိုရင်အဲ့ဒီစင်ဆာအတွက်ကျွန်တော်တို့5 volt power supply တကြိုးရှိသေးတယ်အဲ့ဒီ5ကြိုးဒါကဒီ B47 engine မှာပြောတာเนาะသူ့ထက်တစ်ဆင့်နှိမ့်နဲ့ကျွန်တော်တို့ N47 engine မှာဆိုရင်ဘာဖြစ်သွားလဲဆိုတော့ကကျတော့စင်ဆာရဲ့ ground ကိုလည်းပဲကျွန်တော်တို့ဘုံမယူတော့ဘဲနဲ့တီးတန့်တပင်ထွက်တာဖြစ်တဲ့အတွက်6ကြိုးရှိတယ်ဒီမော်တာမှာ5ကြိုးလာတဲ့ကောင်ရှိတယ်6ကြိုးလာတဲ့ကောင်ရှိတယ်အကယ်၍ကျွန်တော်တို့က5ကြိုးပဲလာတဲ့ကောင်မျိုးဆိုလို့ရှိရင် ground ကိုဘုံယူထားပြီးတော့သုံးတယ်ကြံတဲ့ပင်တွေကတော့အတူတူပဲဒါပေမဲ့ N47 engine မှာဆိုလို့ရှိရင်သုံးတဲ့အခါမှာကျွန်တော်တို့ power supply ကိုကျတော့ direct power supply ဖြစ်တယ်ဒီကောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ direct power supply မဟုတ်ဘဲနဲ့တော့ဖွင့်မှလာတဲ့ power supply ဖြစ်တယ်ဒါလေးကွာတယ်ပေါ့နော်ကျန်တဲ့ဟာတွေကကျွန်တော်တို့ PW1 signal တွေsensor ရဲ့ကျွန်တော်တို့position ကိုတိုင်းတာတဲ့ sensor တွေပါတယ်ဒီနေရာမှာ position ကိုတိုင်းတာတဲ့ sensor က signal အနေနဲ့ဘယ်လို signal ထွက်လဲဆိုတော့ analog signal ထွက်တယ် analog signal ထွက်တာဖြစ်တဲ့အတွက်သူဒီတိုင်းတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့
ဘယ်လိုပြောရမလဲဆိုလို့ရှိရင်အရင်တုန်းကဆက်သွားနိုင်တဲ့ပုံစံမျိုးတက်တောက်လျှောက် non stop သွားတာအဲ့ပုံစံမျိုးနဲ့အတူကအလုပ်လုပ်တယ်ပေါ့နော်ဒါလေးတစ်ချက်တော့ရှိတယ်ထွက်တဲ့ signal ဒီ analog signal ထွက်တာဖြစ်တယ် digital signal လိုမျိုးကျွန်တော်တို့ထွက်တာမျိုးမဟုတ်ဘူးဒါလေးတစ်ချက်ရှိတယ်သူကလည်းပဲတိုင်းထားတာသုံးထားတာဒီ potentiometer နဲ့ပဲသုံးထားတာဖြစ်တယ်ဒီဟာလေးကိုပြောချင်တာဆိုတော့ဒီကောင်းလေးမှာ error တက်ခဲ့ရင်ဘာဖြစ်တယ်လဲပေါ့ဒါလေးကိုဆက်ပြောမယ်ဆိုလို့ချင်းအကယ်၍ဒီဆွေးပါးတွေကအလုံးမလုံးတော့ဘူးပေါ့ဆိုတော့ဒီကောင်းလေးဘလို့ပုံစံအားဖြင့်အလုံးမလုံးတာတွေများလဲဆိုလို့ချင်းကြီးတွေကပ်ပြီးတော့အလုံးမလုံးတာတွေရှိတယ်ဘာကြောင့်ကြီးတွေအရင်များလဲဆိုတော့သူ့ရဲ့တစ်ဖက်မှာဒီမှာကျွန်တော်တို့ EGR ရှိတယ်ဆိုတော့ဒီ EGR ကိုကျွန်တော်တို့ကအရင်ပြောဖို့လိုလာပြီဒီ diesel engine ကားတွေက compression ratio အရင်မြင့်တဲ့အခါကျတော့ compression chamber ထဲမှာ temperature အရင်များတယ်အဲ့ဒီအရင်များတဲ့အရာကိုကျွန်တော်တို့ EGR မသုံးမဲထားလိုက်မယ်ဆိုရင်NOx လို့ခေါ်တဲ့ nitrogen oxide တွေအများကြီးထွက်မယ်အဲ့ဒီ nitrogen oxide တွေကိုကျွန်တော်တို့ကကာကွယ်ဖို့ရဆိုတဲ့ပြီးတော့လောင်ကျွမ်းပြီးသားဖြစ်တဲ့မီးခိုးငွေ့တွေကို intake manifold တွေကိုပြန်ထည့်ပြီးတော့ combustion chamber ထဲပြန်ရောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ combustion chamber ရဲ့အပူချိန် temperature ကရောကျသွားတယ်ရောကျသွားတာဖြစ်တဲ့အတွက် NOx တွေရောကျသွားတယ်ဒီအတွက်ကျွန်တော်တို့ကဒီ EGR ကိုသုံးလိုက်ပေမဲ့လို့တစ်ဖက်မှာဘာဖြစ်လဲဆိုတော့ဒီဆွေးပါးတွေမှာသုံးထားတဲ့ဝင်ရိုးနေရာလေးတွေကကျွန်တော်တို့ကဒီမှာအေဇောငွေတွေနဲ့တစ်ဖက်ကဖုံတွေအမှုန်တွေနဲ့ရောသွားတဲ့ပြီးတော့တစ်ခါတလေမှာဆိုလို့ရှိရင် engine wine တွေပါပြန်ပါလာတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာကြက်ပြီးတော့မော်တာကတော့မဖြစ်မနေသူကတော့ဆွဲလှည့်သွားတာပဲဒါပေမဲ့ဒီမှာမလဲနိုင်တဲ့ခါတွေမှာဆိုလို့ရှိရင်ကျိုးတာတွေရှိတယ်တချို့ဟာတွေမှာဆိုလို့ရှိရင်ဒါမျိုးတွေက plastic တွေသုံးတာတွေရှိတယ် plastic တွေဆိုတော့ဒီ plastic အပဲ့တွေကအပူရှိန်နဲ့ကြာလာတဲ့ခါမှာဆိုလို့ရှိရင်အထဲမှာပဲ့ကြပြီးတော့ကျွန်တော် engine မှာသွားပြီးတော့ထိခိုက်တဲ့ပြဿနာတွေရှိတယ်ဒါတွေကတော့ဒီကောင်လေးသုံးတဲ့အခါမှာဆိုလို့ရှိရင်သူကတစ်ဖက်က side effect ပေါ့နော်ကောင်းတဲ့အကျိုးရှိတယ်လို့ဆိုတဲ့အကျိုး side effect ကိုပြောပြတာဆိုတော့အကယ်၍ဒီဆွေးပါးတွေမကောင်းခဲ့ရင်ဖြစ်စေဒီဘက်ကကျွန်တော်တို့actuator မှာကောင်းခဲ့ရင်ဖြစ်စေတက်လာတဲ့ကုတ်တွေကကျွန်တော်တို့ဘယ်ကုတ်တွေအများဆုံးတက်လဲဆိုလို့ရှိရင်ကျွန်တော်တို့43964 43965 43966ဆိုတဲ့ကုတ်တွေအများဆုံးတက်တယ်ပေါ့နော်ဒါကတော့ဒီကားတွေနဲ့ပတ်သက်တယ်ပြီးတော့ပြောပြတာဆိုတော့နောက်ပိုင်းမှာဆိုရင်ဘယ်လိုလုပ်လိုက်ကြလဲဆိုတော့ဒီဘားတွေကိုအခုလို plastic တွေလုပ်တဲ့အခါမှာအထိခိုက်တွေဒါအများလို့မို့ခဏကျွန်တော်တို့ကျွေကြလို့မို့ဆိုပြီးတော့ဒီဘက်မှာကဘယ်လိုပြန်လုပ်ကြလဲဆိုလို့ချင်းဒီကောင်တွေကိုကျွန်တော်တို့ steel plate ပြားတွေကိုသုံးလိုက်တယ် steel plate ပြားတွေသုံးတဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့ weight ပမာဏမညီမျှမှုတွေရဲ့ပြီးလို့ရှိရင်ဒီထဲမှာရှိနေတဲ့ကျွန်တော်တို့ဝင်ရိုးရဲ့အသွားလာတွေမညီမျှမှုတွေရဲ့အကြောင်းတစ်ခါတရံမှာဆိုရင်ဘာပြန်လုပ်ပေးရလဲဆိုတော့ remake တွေဘာတွေပြန်လုပ်ပေးရတဲ့အခြေအနေတွေရှိတယ်ဒါလေးတွေတော့ရှိတယ်ပေါ့နော်ဒါတွေပြောင်းတဲ့အခါမှာဆိုလို့ရှိရင်ဒီတိုင်းပြောင်းရုံနဲ့မရဘူး remake လုပ်ရတဲ့အခြေအနေတွေရှိတယ်ဆိုတာလေးကိုပါကျွန်တော်ကပြောပြတာပါဒါကတော့ဆွေးပါးရဲ့အကြောင်းဒါကိုကျွန်တော်တို့ကဆွေးပါးလို့ခေါ်တယ်ဆွေး floor bar လို့လည်းခေါ်တယ်ပုံစံကတော့ခေါ်တဲ့နာမည်ကတော့အမျိုးမျိုးပဲဆွေးဆိုတဲ့သဘောကိုကျွန်တော်တို့ကအဓိပ္ပာယ်ကိုပြောမယ် तू ကဝဲနေတဲ့ဆိုတဲ့ပုံစံတကယ်ဆိုလို့ချင်း तू ကဘယ်ပေါ်မှာမှမိခိုးနေရဘူးတီးတန့်ဝဲနေတဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီဆွေးပါးကိုခေါ်တာပဲဖြစ်တယ်ဒါကဒီဇယ်အင်ဂျင်ပါဓာတ်ဆီအင်ဂျင်တွေမှာလည်းဒီလိုမျိုးဘားကိုသုံးတယ်ဒါပေမဲ့သူ့ကိုခေါ်တဲ့ကဆွေးပါးဆိုပြီးတော့မသုံးတော့ဘူးပြီးလို့ရှိရင်သူ့ကို control လုပ်တာလည်းဒီလိုမျိုး motor နဲ့ control လုပ်တာမဟုတ်တော့ဘူးဒီဓာတ်ဆီအင်ဂျင်တွေမှာခေါ်တဲ့အခါကျတော့ကျွန်တော်တို့က temperature control bar ဆိုပြီးတော့ခေါ်တယ်ဒါလေးกว่าတယ်အဲ့ temperature control bar ကို control လုပ်တဲ့ဟာကျတော့ကျွန်တော်တို့ကဘာနဲ့ထိန်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘားလေးတွေရိုးဘားလေးဆိုလိုနိုင်ဘားလေးတွေနဲ့ထိန်းတယ်အဲ့ဒီဆိုလိုနိုင်ဘားလေးတွေကတည်းကတဆင်းကျွန်တော်တို့ပတ်ပြုံး switching bar ပုံစံပတ်ပြုံးကနေပြီးတော့မှကျွန်တော်တို့လေစုပ်အားနဲ့ကျွန်တော် switching လုပ်တဲ့ဘားကိုသုံးတယ်ဒါမှလိုမျိုး motor နဲ့သုံးတာမို့ဒါလေးတော့ကွာခြားချက်ရှိတယ်ဓာတ်ဆီ engine မှာသုံးတဲ့အခါမှာတို့ကျွန်တော်တို့က temperature control bar ဆိုပြီးတော့ခေါ်တယ် diesel မှာသုံးတဲ့အခါမှာဆိုရင်ဆွေးဘားဆိုပြီးတော့ခေါ်တယ်ဆိုတော့ဒီဆွေးဘားဝင်တဲ့နေရာလေးတွေကျွန်တော် intake manifold နေရာလေးကိုတစ်ချက်ပြမယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ကြည့်ရဒါကအခုပြောတဲ့ B47 engine ဒါကျွန်တော်လုံးလက်စမှုလို့ပေါ့နော်ကျွန်တော်အပေါက်တွေပါတယ်အားလုံးပိတ်ထားတာဒီမှာဆိုလို့ရှိရင်ဒါက number 1ရဲ့ intake manifold ဝင်ပါဒီမှာကကျွန်တော်တို့ဆွေးဘားထိုင်မဲ့နေရာဆွေးဘားကဒီဘက်မှာလာမယ်ဒီဘက်ကကျတော့ကျွန်တော်တို့ slow အတွက်ဆိုလို့ရှိရင်ဒီတစ်ပေါက်ထဲဝင်မယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က slow မဟုတ်တော့ဘဲနဲ့ကျွန်တော် RPM မြင့်လာပြီဆိုလို့ရှိရင်ဒီဘက်ပါဝင်မယ်နှစ်ဖက်ဝင်မယ်ပေါ့နော်ဝင်တဲ့သူ့ရဲ့ရှေ့မှာပဲဒီမှာ EGR ရှိဖြစ်တဲ့အတွက်ဒီ EGR ကဝင်လာတဲ့ဟာကစောစောပြောတဲ့ကျွန်တော်တို့ဆွေးပါးတွေကိုသွားပြီးတော့ဂျမ်းဖြစ်တဲ့အခြေအနေတက်ဒီဘာတွေရှိတတ်တယ်ပေါ့နော်ဒါဒီလိုအခြေအနေတွေရှိလို့ရှိရင်စောစောပြောတဲ့ဆွေးပါးတွေပဲ့တာတွေဘာတွေဆိုတဲ့ပြဿနာတွေဖြစ်တတ်တယ်ဖြစ်လာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်စောစောပြောတဲ့ကုတ်သုံးမျိုးအများအပြားတော့တက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်မှတ်မိတဲ့လောက်ကိုပြောပြတာစိတ်ထဲမှာမှတ်မိတဲ့လောက်ကိုပြောပြတာဖြစ်တဲ့အတွက်အတိအကျဒီလဲမှန်ညမမှန်မယ်စောစောပြောတဲ့ power supply ဒီ wire ထုံးနဲ့ပတ်သက်တဲ့ power supply ကိုပြောမယ်ဆိုလို့ရှိရင်ဒီကားမှာဆိုလို့ရှိရင်ကျွန်တော်တို့၅ချိုးရှိမယ်ပြန်ပြောမယ်ဆိုလို့ရှိရင် power supply တစ်ပင်ရှိမယ်တော့ဖွင့်ပြီးရောက်လာမယ်ပြီးရင် ground တစ်ပင်ရှိမယ် sensor ကိုကျွန်တော်တို့ပြန်တိုင်းတဲ့
ကျွန်တော်တို့စင်ဆာတစ်ပင်ရှိမယ်စင်ဆာရဲ့ power supply ရှိမယ်ပြီးလို့ရှိရင်နောက်ဆုံးဒီ motor ကို control လုပ်တဲ့ကျွန်တော်တို့ PWM signal တစ်ပင်ရှိမယ်ဆိုတော့ပြကျိုး9ပင်ရှိမှာဖြစ်ပါတယ်ဒီ engine ထက်တစ်ဆင့်နဲ့ N47 engine မှာတို့ချင်းကျိုး6ပင်ရှိလာမယ်အဲ့ဒီမှာတို့ချင်း ground ကျိုး2ပင်ပါလာမယ်ဒီသဘောတရားလေးတွေဒါကွာခြားပါတယ်ပေါ့နော်ကားကတော့လောရတာကကျွန်တော်တို့ maintain တဲ့သဘောပဲဒီအခြေအနေကနေပြီးတော့မှညီကိုတို့ကိုကျွန်တော်ပြရတာဖြစ်တဲ့အတွက်ပေါ့အကယ်၍အချက်လက်တွေမပြည့်စုံတာတွေဘာတွေရှိခဲ့ရင်တော့နားလည်ပေးကြပါဘောနော်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်ကျွန်တော်တို့ YouTube မှာဆိုလို့ရှိရင်လည်းအခုလိုမျိုးဤပညာပိုင်းဆိုင်ရာတွေကိုဗီဒီယိုအခြေတွေကိုတော့ YouTube မှာပဲကျွန်တော်တင်ပေးပါမယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ညီကိုများ